အေးမင်းကိစ္စကလည်းငါကိစ္စပဲငါကိစ္စလည်းမင်းကိစ္စမင်းတို့ညောင်ကိစ္စငါကိစ္စမဟုတ်ဘူးလား ညိုကြီး ကဲညိုပြီးလို့ A few moments later. တို့လောကငါရမ်းကြိုက်တဲ့ကောင်မလေးကွာစားတယ်မလဲထောက်သွားတယ် ဘယ်လိုပြောလို့လဲမင်းစားပါအဆင်ပြေနေရမဟုတ်လား ပြီးတော့ပြီးရတော့လာလေဟိုရွာလာဖြစ်သွားရောလေဟိုရွာလာဖြစ်သွားရောအဲ့ကိစ္စငါကိစ္စမင်းတို့ကိစ္စမဟုတ် ဟာအေးရောမင်းအဲ့လိုမင်းကိစ္စကလည်းငါကိစ္စပဲမင်းကိစ္စကလည်းသူ့ကိစ္စပဲအေးဘောရချင်းကို အဲ့ကိစ္စငါကိစ္စပါမင်းတို့ကိစ္စမဟုတ်ပါဘူး မဟုတ်လေမင်းကိစ္စကငါတို့နဲ့လည်းဆိုင်ငါကိစ္စလည်းဟုတ်တယ်လို့သူ့ကိစ္စလည်းဟုတ်တယ် အေးမင်းကိစ္စကလည်းငါကိစ္စပဲငါကိစ္စလည်းမင်းကိစ္စပဲမင်းတို့ညောင်ကိစ္စငါကိစ္စမဟုတ်ဘူး ဒီကိစ္စခဏထားမင်းလဲတော့မင်းလဲတော့ငါလဲတော့ချစ်ဦးလဲမှာလေအကောင်းဆုံးကလေဒီချစ်ဦးကအကောင်းဆုံး အဲ့လိုအေးလာ ညိုကြီး